မင်္ဂလာပါအစ္စလာမ်အလိုင်ကွမ်ဒီနေ့ကျွန်တော်တို့ရောက်ရှိနေတဲ့တရဂါကတော့ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်တစ်စိတ်ကုန်းရပ်ကွက်မှာတည်ရှိတဲ့အပူခိုင်ပကတာဒီဂျလာလီသခင်ကြီးရဲ့တရဂါတော့ကိုရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကတော့ဒီ7ရက်73 14 7နေ့မှာဆိုလို့ရှိရင်တာဟာရက်ကအစီအစဉ်ရှိပါတယ်အခုကျွန်တော်ဒီလာရောက်မဲ့ဒီပရိသတ်တွေဧည့်သည်တွေအတွက်နေရာထိုင်ခင်းညအိမ်မဲ့အစီအစဉ်တွေဘယ်လိုများအစီအစဉ်ထားပေးလဲအင်ရှာလာညအိမ်မဲ့အစီအစဉ်တော့ကျွန်တော်တို့ဘက်ဘေးမှာအဆောင်တွေကျွန်တော်ဆင်ဆင်ထားပါတယ်ဒီနေ့ကကျွန်တော်တို့ကြားသိရတာကတော့ဒီစန္ဒရညမှာအဖွဲ့မြောင်များစွာခေါ်ထားတယ်ဆိုပြီးတော့အခုတည်းကသတင်းတွေထွက်နေသူတို့လာတဲ့အတွက်လည်းဒီလမ်းစိတ်ကားကပါညာဟာရအနေနဲ့ဒီကနေတရကားကနေပံ့ပိုးကူညီပေးပါဟုတ်ကဲ့အားလုံးကျွန်တော်ဆင်ဆင်ထားပါတယ်အခုလို့ဒီအစီအစဉ်ကောင်းမြောင်များစွာကိုကျင်းပမယ်လို့သိရတဲ့အတွက်ရှားလီကာသရီတရိကာ channel အနေနဲ့ရန်ဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိပါတယ်ဒီဥရောအခမ်းအနားကြီးရဲ့ကြီးကျယ်ခမ်းနားမှုတွေကိုလူချင်းမင်းတို့အားထောက်လွှင့်တင်ဆက်ပြသပေးသွားမည်ဖြစ်ပါကြောင်းပြောကြားလိုပါတယ်ခင်ဗျာအစ္စလာမ်အလိုင်ကွမ်ဝရဟမတုလာဟီဝဘရကာတူ